ဇလန်ဆမ်းမှာတော့နိုဘီတာကိုသူ့ရဲ့အမေကဈေးသွားဝယ်ခိုင်းနေပါတယ်။နိုဘီတာကလည်းဈေးသွားဝယ်ရမှာကိုကြောက်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဂျိုင်းရဲ့အနိုင်ကျင့်မှာကိုကြောက်လို့ပါ။နိုဘီတာအတွက်တော့ဂျိုင်းကတကယ်တော်တော်ဆိုင်လို့ဖြစ်နေပါတယ်။အဲဒီခါမှာဒွေမောကတွေးကက်ထဲကပစ္စည်းတစ်ခုကိုထုတ်လိုက်ပါတယ်။အဲ့ဒါကတော့ Wine Animal Taming Glove ပါ။အဲ့လက်အိတ်တွေကကြောက်ရွံ့ရဲ့မေးစေးကိုပုတ်ပေးလိုက်တာနဲ့ရုပ်ရည်နူးညံ့သွားပြီးရင်ကျေးသွားစေရဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။အစမှာနိုဘီတာကဒီပစ္စည်းကိုမယုံကြည်သေးပါဘူး။ဒါပေမဲ့ဒွေမောကစမ်းပြဖို့ဆိုပြီးမှနိုဘီတာရဲ့အမေကိုစိတ်ဆိုးအောင်လုပ်လိုက်ပါတယ်။နိုဘီတာကတုံညမရတဲ့ဆောင်မွေးဝဲဆောင်ရွက်ကိုဖွက်ထားတယ်လို့ပြောလိုက်တာနဲ့နိုဘီတာရဲ့အမေကဒေါသထွက်ပြီးအော်တော့မဲ့အချိန်မှာဒွေမောကလက်အိတ်နဲ့မေးစေးကိုပုတ်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ခဏအတွင်းမှာပဲချင်းချင်းတန်းတန်းဆူနေတဲ့အမေကနေကြောင်လေးတစ်ကောင်လိုနူးညံ့သွားပြီးတော့ချက်ချင်းပဲရင်ပါသွားပါတယ်။အဲဒီအချိန်မှာနိုဘီတာကဒီပစ္စည်းကတကယ်အလုပ်လုပ်တာပဲဆိုပြီးမှအရန်သဘောကျသွားပါတယ်။အဲဒီနောက်မှာနိုဘီတာကပစ္စည်းကိုကင်ပြီးတော့အပြင်ထွက်လာပါတယ်။သူ့စိတ်ထဲမှာတော့ဂျိုင်းကိုမကြောက်တော့ဘူးဆိုတဲ့ယုံကြည်မှုအပြည့်နဲ့လမ်းလျှောက်လာပေမဲ့ဂျိုင်းရဲဆိုတဲ့နာမည်ကြားရတဲ့ချက်ချင်းကြောက်ပြီးတော့အမိုက်ပုံးထဲမှာသွားပုန်းနေပါတယ်။နောက်တော့နိုဘီတာကတက်တိမွေပြီးဂျိုင်းစီသွားဖို့ကြိုးစားပါတယ်။ပြီးတော့အပေါ်မှာပါကြီးလည်းမသိဘူးဆိုပြီးမှပြောလိုက်ပါတယ်။အဲဒီအခါမှာဂျိုင်းရဲကလည်းအပေါ်မောကြီးရဲ့အချိန်နိုဘီတာကအခွင့်အရေးရတော့ဂျိုင်းရဲ့မေးစီကိုလက်အိတ်နဲ့ပုတ်လိုက်ပါတယ်။အဲဒီအခါမှာဂျိုင်းရဲကခွေးကြီးတစ်ကောင်လိုငြိမ်ကျသွားပြီးတော့နိုဘီတာပြောရတယ်နာခံလာပါတော့တယ်။အဲဒီလိုနဲ့ဂျိုင်းရဲကကြောင်တစ်ကောင်နဲ့ရန်ဖြစ်ပြီးတော့ကြောင်ကုန်းလိုက်တဲ့အချိန်မှာပဲအတိပြန်ဝင်လာပါတယ်။အဲဒီလိုနဲ့နိုဘီတာကသူတို့ကစားနေကြနေရမှာဂျိုင်းရဲနဲ့ရွှေတစ်ခုပြမယ်ဆိုပြီးမှလူတွေစုဝေးထားပါတယ်။အဲဒီလိုနဲ့နိုဘီတာဂျိုင်းရဲကိုပုံစံမျိုးမျိုးနဲ့ပြဝတ်တစ်ခုပုံစံအဖြစ်ပြသနေပါတော့တယ်။အဲဒီလိုပြသနေနေပဲဂျိုင်းရဲကအရှိန်လွန်သွားပြီးတော့မြောင်ကြားတစ်ခုလည်းပြုတ်ကျသွားပါတယ်။အဲဒီခါမှာဂျိုင်းရဲကစိတ်တူပြီးတော့နိုဘီတာကိုလိုက်ဖမ်းมาတော့တယ်။အဲဒီလိုနဲ့နောက်ပိုင်းမှာဂျိုင်းရဲကမေးစီကိုအကာအကွယ်လုပ်ပြီးတော့ဒုတ်တချောင်းကင်ကနိုဘီတာကိုလိုက်ရှာနေနေပဲဇက်လန်လေးလေးပြီးဆုံးသွားပါတယ်